ဒါကတော့ဒီနေ့အတွက် special ဟင်းဖြစ်တဲ့ညီမလေးဆန်းခွန်ကနေပြီးမှချက်ပြုတ်ထားတာဖြစ်တဲ့ဒီကချင်ဟင်းထဲမှာထည့်ဖို့ရအတွက်မြစ်ချနာကနေအထူး special မှာထားတဲ့ကချင်ဟင်းခတ်အမွေးအကြိုင်နေနဲ့မက်လိန်ဖတ်တွေနဲ့ကိုရှေ့ချက်ထားပေးတာဖြစ်တဲ့အဆက်မစားနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဆက်ကိုနည်းနည်းလေး short ထားပေးတယ်ဒါကကြတော့ဝတ်တာပိငပိဖြစ်တဲ့ဒီမနက်ပဲအားလုံးချက်ပြုတ်ထားတာဖြစ်တယ်ဒါကကြတော့ရှေ့ချွမ်းပြလဲစာရှေ့ချွမ်းဘဇွန်တို့ဒီငါးတို့ပြင်လဲစာအစုံကိုထားတာဖြစ်ချက်ထားတာဖြစ်တယ်ဒီဟင်းကကြတော့ကညွတ်ချက်မရင်းနဲ့ညညွတ်တဲ့ကညွတ်ရဲ့ဗမာပြည်မှာအခု online မှာနာမည်ကြီးနေတဲ့တက်မွန်မြတ်သီးဆိုတဲ့ကလခါတီးရင်းနဲ့ပေဝက်ခေါင်းနဲ့အစိမ်းကြော်ကြော်ထားတာဖြစ်တယ်ဒါကကြတော့တီဟိုဆေးတို့ဝက်ခေါတို့ဒီမြေပဲဆန်တို့နဲ့အချောက်အချမ်းအန်ကြော်ဖြစ်တယ်ဒါကကြတော့ဆလတ်ရွက်ပေါ့နော်ဆလတ်ရွက်လဲစားလို့ရဆလတ်ရွက်နဲ့လှုပ်ထားတယ်ဒါကကြတော့လုံးဝကချင်အရသာစစ်မုံညင်းနဲ့တလဲပိန်းဥနဲ့မုံညင်းဟင်းဒီအထောင်းကတော့ special အထောင်းဖြစ်တယ်ခန်းချန်ဒီကိုင်းကျွန်းခန်းချန်ဒီဒီနာတလာမှာရဖို့ရအတွက်အရန်ရှားပါတယ်ဖြစ်တယ်ဈေးလေးကြီးတယ်ဒါပေမဲ့ဇေဒနာမြတ်တာအပြည့်နဲ့လှုပ်ထားတယ်ပိတ်ပုတ်တွေလည်းကချင်ပိတ်ပုတ်တွေနဲ့ထောင်းပြီးမှတေချာလှုပ်ထားတာဖြစ်တယ်ဖက်ဖဲရွက်တို့အရွက်တွေများစွာထည့်ပြီးမှကို special ထောင်းထားတဲ့ဒီနေ့ရဲ့ special ဟင်းခါလေးဖြစ်ပါတယ်နော်အများကြီးချက်ထားတယ်အဆက်စားနိုင်မှာမလို့ချမ်းချစီရဖို့ချက်အမြင့်ရအဲ့ဒီဆက်ပါဘူးတည်ထားတာကျွေးချင်တော့နည်းနည်းစားပါဘာပဲအရသာသေးတော့ရတာအဲ့လိုဖြစ်ချင်လို့အဲ့တော့အချင်းနဲ့ချက်ထားလိုက်တယ်ဒီကစားချင်တယ်နည်းနည်းစားပါနော်ဟုတ်ကဲ့နည်းနည်းစားပါတော့ဟုတ်တယ်ဒီရမှာပို့ချောဟုတ်တယ်မှာပို့ချောတယ်မျိုးလားကချင်လို့
မင်္ဂလာပါပွန်ဆိုင် restaurant ကနေပြင်မအားလုံးကိုကြိုဆိုပါရစေ။ နယ်သာလန်နိုင်ငံဝါမဲဖယ်မြို့မှာပွန်ဆိုင် restaurant ကိုဖွင့်လှစ်ထားပါတယ်။ Amsterdam မြို့ကနေပြင်မပွန်ဆိုင် restaurant ကိုလာမယ်ဆိုလို့ရှိရင်မိနစ်25မိနစ်ဆိုရင်ရောက်ပါပြီ။ဒီနယ်သာလန်နိုင်ငံရဲ့tourist attraction ဖြစ်တဲ့ Sunset ခန်းကနေဆိုလို့ရှိရင်ပွန်ဆိုင် restaurant ကိုသွားမယ်ဆိုလို့ရှိရင်9မိနစ်ကားမောင်းလိုက်တာနဲ့ပွန်ဆိုင် restaurant ကိုရောက်ပါတယ်။ကျမတို့ဒီဆိုင်မှာကြတော့ဂျပန်အစားအစာနဲ့တရုတ်အစားအစာကိုစားလို့ရပါတယ် all you can eat ဖြစ်တဲ့လာရောက်ဖို့ရအတွက်အရောက်စီတိုင်းကိုလည်းဖိတ်ခေါ်ပါတယ်ဒီကနေ့ဆိုလို့ရှိရင်chess မြန်မာဖြစ်ဖြစ်အောင်ညီမလေးဖြစ်ဖြစ်စီကနေပြီးမှတဆင့်ဆက်သွယ်ပေးလို့မြန်မာနိုင်ငံကနေပြီးမှရောက်လာတဲ့ Europe Tour Group တွေနဲ့ဒီနေ့ဆိုလို့ရှင်တို့အတွက်ကို special menu အနေနဲ့ကျမတို့ချက်ပြုတ်ထားပေးတယ်ဒီလိုမျိုး Tour Group တွေကိုလည်းပွန်ဆိုင်ကနေပြီးမှအများအားလက်ခံပါတယ်ကြိုဆိုပါတယ်ကျမတို့ဒီ Europe ကိုရောက်လာတဲ့အချိန်မှာလူတိုင်းကကျတော့မြန်မာအစားအစာကိုတောင်းတကြတယ်ဒီ European အစားအစာစားရတာညှိငွေ့လာပြီဖြစ်တဲ့အချိန်မှာကျမတို့ပွန်ဆိုင်ဆိုင်ကနေပြီးမှtour group တွေနဲ့ညှိပြီးမှအကောင်းဆုံးတို့စားချင်တဲ့အရာတွေကိုချက်ပြုတ်ပြီးမှဝန်ဆောင်မှုပေးနေပါတယ်ဘွန်ဆိုင်မြန်မာနိုင်ငံကိုအနေပြီးမှနယ်သာလန်ကိုရောက်လာမယ်ဆိုလို့ရှိရင်ဘွန်ဆိုင်ဆိုင်ကိုအများအားလာရောက်အားပေးဖို့အတွက်ကိုလည်းဖိတ်ခေါ်ပါတယ်အမ်စတာဒမ်မြို့ထဲမှာရှောက်လေတဲ့အချိန်မှာအမ်စတာဒမ်မြို့မှာလည်းချုံခီဆိုတဲ့ဆိုင်တစ်ဆိုင်ကိုဖွင့်လှစ်ထားတယ်အဲ့ဒီအမ်စတာဒမ်မြို့ထဲမှာရှောက်လေတဲ့အချိန်မှာလည်းချုံခီဆိုင်ကိုဝင်လာဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်